တင်းကန်ကောင်းချင်းဆိုလှုပ်ယူလို့မရဘူးသိလားသူ့ဘာကိုတဘာဝကိုဖြစ်လာကန်ဆိုချင်းသူများရတော့ကန်ဆိုကကန်ကောင်းတာရှိချင်မှရှိလိမ့်မယ်ငါငယ်တော့ငါမှ trauma တခုရှိတယ်ဟာကန်ဆို trauma ရတယ်များတာ ဟမ်ဟာတော့ trauma ရတယ်များတာ မဟုတ်ဒီ trauma တော်တော်ဆိုရကန်သူများရေဆိုတာလေသူတို့ကအော်အဲ့လိုမျိုးပေါ့ဟိုအမေတွေဆိုရင်လေအဲ့လိုမျိုးခွာသမလုံးနဲ့ဓာသမလုံးနဲ့အရန်ချုပ်ချင်ငါတို့ပေမေလည်းမချုပ်ချယ်ဘူးဒါပေမဲ့ငါကဘယ်မှာကြောက်ရလဲဆရာမနဲ့အိမ်နီးနာချင်းဖြစ်တယ်စာမချက်သေးမချက်လို့လောကဝါဆိုင်စားလို့ချမောင်းဆိုင်စားလို့တော့မြန်ချမောင်းနဲ့ရောင်အယောင်နဲ့ကိုစားနေရောင်နဲ့ကိုစားနေဆောဆောမဲနေမကောင်းဖြစ်နေဒီအင်းနာချင်းဖေးဖေးမပြောင်းပြောင်းတော့အေးရင်းမပြောင်းပြောင်းနဲ့ဟောတာပါသေးသူကတော့အိမ်နာချင်းဖြစ်လို့အိမ်နာချင်းခေါင်းပေါ့ငါမှမစားရဘူးဒီငါမှငါလေးနေပြင်တော့လည်းအိပ်ရအောင်ဒီမဲ့ဟိုကလေညင်လေးရာဆရာမကြီးတို့ချမ်းသာမနေမထားသေးဘူးနော်တမန်လုံးမတွဲလို့လန့်သွားနော်အဲ့ဒီဖေးအောင်သွားတော့ငါတော့ပြောင်းမပြေဘူးဖြစ်နေမှဆိုလို့ဟိုထားပေးရတယ်တပြည့်သေးတချွန်းချွန်းလဲရတယ်ကိုရင်ကိုလဲရတာခိုင်းတာညစင်လေဒီမဲ့စောရည်တွေကိုလမရဲ့ရတယ်စောရည်မီးပိတ်နေပါလားရှင်သာဆောင်ချင်ဘူးတဲ့နော်ဒီတော့ကန်ကောင်းနေလို့တဲ့လားအဖေနဲ့ဖေနဲ့မပြောရှင်သာဆောင်ချင်ဘူးတဲ့နော်ငါချက်ချင်းဖူးမိကွက်တွေထထုံးအမာရိုဒီဝေါလုံးငါအရင်တော့စာချက်တိုးတိုးလေးချက်တယ်နောက်တိုင်းကငါချက်တယ်ကိုသူတို့သိရမှာအဲ့တော့ငါကြဲကြီးအော်ရလေကြဲကြီးအော်ရတာရှင်နေမှာတော့တော်ကလည်းပပလက်တာခါပြေးတာသူပြတယ်သူတဲ့လေးခဏဝေးနေချင်ရောပဲပဲနဲ့ကတော့လေမစိတ်ချမ်းသာတာသူကတကယ်စိတ်ချမ်းသာတာလည်းမျိုးစိတ်လုံးအော်ပြီးကြဲရတာအဲ့လိုမျိုးသူတို့စိတ်ချမ်းသာဖို့တော့ငါစိတ်ဆင်းရဲနေရဖျားတွေလည်းရှစ်ခိုးပေးရတယ်ဖျားလေးရှစ်ခိုးပေးသောကြီးလည်းထားပေးရတယ်ကျောင်းနဲ့ပြန်လာတယ်ရေမိုးတွေကလည်းချိုးပေးရတယ်အဲ့လိုမျိုးလာတာသူကသူတို့အိမ်နေမဟုတ်ပတ်ဝန်းကျင်တစ်ကျင်းလုံးကိုခိုင်းတာဟာပြီးသွားပြီဆိုလောင်း你来老好什么意思？呀，好多位，好多，啊！不要紧，别问那俺爹那好多，俺偏没嘛那好多。哎呀，好，哎呀，这个看哪里就看不哪里。看老好什么意思？俺爸妈人，出去啥也没了。哎呀，现在我得头，我得头，刚说要得头。တရားချိပါတော့တယောက်ကမွန်းပါတယ်ဟာအေးဟုတ်ပြီကြားမလားကြားနေစေဖို့အေးမြန်သွားအောင်နေအောင်ဝေးဆိုင်တော့အော်မမြဝေးဆိုင်ပါခင်ဗျအေးမြန်သွားအောင်နေအောင်မောင်တဆယ်ဝေးစားခဲ့နော်တဆယ်ဝေးနော်ဟောဆိုင်ရဲလိုက်ပဲငါသေးစစ်လုံးဆုံးလုံးလိုက်ပြမှာချန်နယ်လေးပိတ်ခဲ့အောင်မပြီးအောင်တော့အကုန်လုံးချန်နယ်ပိတ်ခဲ့အောင်အပြီးတော့ရှင်တော့အိမ်နာချင်းဆိုအရန်ကောင်းတာလည်းမျိုးကောင်းနောက်သားလို့အဲ့တော့ကြီးလာတဲ့ခါကျငါအိမ်ဝယ်တော့ပါဘေးအိမ်ဆရာမရှိလားငါရင်ကျမသားသမီးတော့လေနေရစားချက်နေပါသေးတယ်အေး